အားလုံးပဲမင်္ဂလာပါဘယ်ချင်းမေးတွေအားလုံးမင်္ဂလာပါဗျကဲဒီညကတော့ထုံးစံအတိုင်းကျွန်တော်တို့နော်9ရက်နေ့ဆက်နိုင်အတွက်ကိုကျွန်တော်တို့တွက်ဆိုင်လေးပြပြီးမှဖြစ်ပါတယ်ကဲမနေ့မှတောက်ကြနေလဲဖြစ်တယ်ဗောနော်တောက်ကြနေတဲ့အတွက်ကျွန်တော်တို့ဖရီးပေးတင်တာလေးကျွန်တော်ပေးပါမယ်ဒါကြောင့်မိတ်ဆွေများအားလုံးပဲလက်မလေးတွေအသေးလေးတွေရှေ့ရလေးတွေအားလုံးပဲနှိပ်ထားပေးပါကဲအားလုံးပဲချင်းမိတ်ဆွေများအဲ့ဒါတွေမပြောခင်မှာကျွန်တော်ကဲအားလုံးပဲ line ရလဲမကောင်းဘူးဗောနော်ညနေတော့ဘာလို့လိုက်မလွှင့်တာလဲဆိုတော့ညနေတော့လွှင့်ကျင်နေဗျာစိုက်ကလည်းဆွဲပြီးသွားပြီဆွဲပြီးကမှပဲကျွန်တော်တို့ပေးရကြတော့လို့စိုက်မှာသွားလောက်တာရတာခုနလေးမှရတာပေါ့နော်တကယ်စိတ်မကောင်းပါဘူးပေါက်တာတော့ပေါက်တယ်မကြွားကျင်တော့ဘူးနော်ဒီမှာပေါက်တယ်ပေါ့နော်ဒီတွက်ဆိုင်မှာလည်းကျွန်တော်တို့68ပါတယ်တင်ပြည့်ရင်ဖိသားမားတွေလည်းပေါက်မယ်အဖွဲ့ဝင်တွေကတော့ပေါက်တာပေါ့ဒါပေမဲ့အဖိသမားတွေတင်ပြည့်ရင်ပေါက်မှာပေါ့နော်ဒါပေမဲ့မကြွားတော့ပါဘူးနော်ကျွန်တော်စိတ်လေးညစ်သွားတယ်ညက်နေတာတကယ်ပေါက်တော့ပေါက်တယ်ဒါပဲနဲ့စိတ်ညစ်စရာပါဘယ်လိုပြောလဲဆိုပေးရခဏခဏအဲ့လိုဖြစ်စိုင်ပြေးနေရတော့မဟန်ဘူးဗျနော်လိုင်းရဒီကလိုင်းရလည်းမကောင်းဘာပြင်မှမသိဘူးဗျာနော်ကျွန်တော်ဟိုပေါက်ကြီးတွေမှန်းလို့နေရလားဆိုပေါက်ကြီးတွေမမှန်းတော့လဲဘာတွေပြမှန်းမသိဘူးဗျာလုံးဝပုံတင်မယ်ဆိုတော့တင်မရဘူးအဲ့လိုဖြစ်နေရပါတော့အခုဆိုင်မှာပတ်ဆက်ကုန်းပြီးကမှပဲခုနလေးမှရတာခုနလေးမှရတဲ့ကြောင့်ကိုအဲ့လက်စမ်းပြီးကိုလိုက်လွှင့်မယ်ပေါ့နော်လွှင့်ကြည့်လိုက်မယ်ပေါ့လွှင့်လိုက်တာပေါ့အဲ့ဒါကြောင့်နော်ကဲအားလုံးပဲမင်္ဂလာပါပေးအစ်စ်ကလည်းထောင်ဖို့ကျွန်တော်မှအကောင့်မရှိဘူးအဲ့ဒါကြောင့်မထောင်ပြဘူးဒီပေးဟိုတာဖြစ်ရင်တော့ကျွန်တော်တို့လွှင့်ဖို့ကကျွန်တော်အချက်တဲဖြစ်တယ်အဲ့ဒါကြောင့်ဆိုင်ခဏခဏပြေးပြီးအစ်စ်မဖွင့်ဘဲနဲ့ဒီပေးလေးကိုပဲတဲကြီးခံပြီးတော့လွှင့်နေတာဖြစ်တယ်ဒီညနေလဲပေါက်တယ်ဒါပေမဲ့မကြွားတော့ပါဘူးเนาะကဲတုံးစံအတိုင်းမကြွားတော့ဘူးဆိုတော့ကျွန်တော်9ရက်နေ့တွက်ဆိုင်လေးပြမယ်မပြခင်မှာအထူးကဏ္ဍကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီမှာကျွန်တော်ရေးပေးထားတဲ့ဟာလေးကျွန်တော်ထိတ်စည်းနဲ့ဒဲဆိုင်နှစ်ဆိုင်မပြခင်ဒါလေးကိုကျွန်တော်အရင်ပြောချင်တယ်ဒါလေးကဗာလေးလဲဆိုတော့ခင်ဗျားတို့တွေပတ်ဆက်ရမယ်ဟာเนาะဘယ်လိုပတ်ဆက်ရမယ်ဟာလဲဆိုကျွန်တော်အပေါ်မှာ2ခွန်လေးကီးနေဒီက38531အတွဲဒီနှစ်ခုပေါင်းပြီးမနက်ဖြန်တနေ့ကုန်တကွက်ထွက်မယ်ကျင်းသေးပါတယ်တပတ်လုံးပေးနေတာနောက်တစ်ပတ်ကျွန်တော်ထပ်ပြီးနောက်တစ်ပတ်ကြောက်လို့ရှိရင်ကျွန်တော်အဲ့ဒါမူလီရှာပေးမယ်ဗျစိတ်ကူးတွေ့တယ်ဒါပေမဲ့မပေးရသေးဘူးမပေးရသေးလို့ကျွန်တော်မပေးရဘူးဆိုတာအချိန်ခါကြည့်ရသေးတယ်တပင်းနှစ်ပင်းအောင်ုံနဲ့မရဘူးဒါကြောင့်စောင့်ပြီးတော့တောက်ကြနေမှာကျွန်တော်ပေးတယ်တောက်ကြနေထပ်ဝင်ရင်နောက်တစ်ပတ်ထပ်ပေးမယ်ဟုတ်ပြီနော်ခုလောဆိုတော့ဒီတနေကုန်တောက်ကြနေတနေကုန်မှာဒီနှစ်ခွန်လေးအတွဲရယ်နှစ်ခွန်လေးကီးနဲ့ဒီအောက်က3853ညဒီနှစ်ခုတွဲပြီးတကွက်မနက်ဖြန်တေချာပေါက်လာမယ်တနေကုန်ဟုတ်ပြီနော်တေချာပေါက်လာမယ်မေဂျူတို့ဒါကိုထိုးခြင်းနေဆိုရင်ထိုးလို့ရအောင်ကျွန်တော်ပြောပြတာထွက်နေတာတော့တောက်လျှောက်ဒီတစ်ပတ်3ရက်သလုံးမှာအဲ့ဒီအတွဲကျွန်တော်တွက်ခွင်အဲ့ဒီအတွဲနှစ်ခု3ရက်စလုံးပေါက်ထားတယ်ဟုတ်ပြီနော်3ရက်စလုံးပေါက်ထားတယ်ဒါပေမဲ့ကျွန်တော်ဒါတွေကိုကျွန်တော်ကမသုံးဘူးเนาะဒါမိတ်ဆွေတို့အတွက်ရှာပေးထားတာအဆင်ပြေအောင်လို့ဟုတ်ပြီနော်ဒါမနက်ဖြန်အတွက်ဆိုရင်ဒီအတွဲလေးနှစ်ခွန်လေးကို3853ညနဲ့3ည1နဲ့အတွဲကတ်တွဲပေါက်လေးเนาะကဲဒါတွေပြောပြီးတော့ကျွန်တော်တို့9ရက်နေ့အတွက်တွက်ဆိုင်လေးကြည့်မယ်9ရက်နေ့အတွက်တွက်ဆိုင်ကဘယ်လိုလာလဲဆိုရင်ကျွန်တော်ဒီက3ညဆိုတဲ့ကနေဒီကနောက်ပိတ်9ရက်ပေါင်းမယ်3ညကို3လုံးပေါင်းခြင်းဒီ9ဖြစ်တယ်တဲ့အဲ့ဒီ3ညကို3လုံးပေါင်း9ကြောင့်မနက်ပိုင်းထိပ်စီး3လုံးပေါင်းခြင်းဒီ9ပါဝါ4တန်ပြန်ထွက်မယ်9ပါဝါထိပ်စီး3လုံးပေါင်း4တန်ပြန်ထွက်မယ်တဲ့ဒါကြောင့်4 3ညပေါင်းတော့4 3လုံးပေါင်း4ဖို့ထိပ်စီးလေးက3ညလို့ဆင်းပြီးထားပါတယ်တဲ့ဟုတ်ပြီဒါဆိုရင်နောက်ပိတ်ရှိဘယ်လိုရလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်မယ်ဒီနောက်ပိတ်ရှိကိုဘယ်လိုပေးလဲဆိုရင်ဒီက3ညနောက်ပိတ်ဒီက9နောက်ပိတ်ဆိုတဲ့3ည9နှလုံးပေါင်းခြင်း9ကြောင်းနဲ့9ရဲ့နှစ်ခတ်3 5 8 3လုံးပေါင်းခြင်းဒီ6တန်ပြန်ထွက်ရမယ်တဲ့ခုနကတော့ထိပ်စီးကိုဖမ်းတာက9ပါဝါ4တန်ဒီမှာနောက်ပိတ်ကိုဖမ်းတာက9ပါဝါ9နှစ်ခတ်6အတန်ထွက်ရမယ်ဒါဆိုကျွန်တော်3 5ပေါင်းတော့8ဗျာ
3လုံးပေါင်း6ဖြစ်ဖို့ဆိုရင်နောက်ပိတ်ဒီ8နောက်ပိတ်ပေါင်းမှာပဲရတကယ်လဲ8နောက်ပိတ်ဒီကြာပြီးတော့3ညထိတ်8နောက်ပိတ်အပိုင်း8ပရိတ်နဲ့3ည8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဟုတ်ပြီအဲ့ဒီအတိုင်းပဲဒုတိယပင်ကိုကျွန်တော်တို့ဆက်ကြည့်မယ်ဒုတိယပင်ကိုချိတ်စီးလှမ်းဖမ်းမယ်ဘယ်လိုဖမ်းမလဲဆိုရင်ဒီ693ဆိုတဲ့3လုံးပေါင်းခြင်းဒီတဲ့8ကြောင်းနဲ့8ကပါဝါမနပိုင်းထိတ်စီး3လုံးပေါင်းခြင်းဒီပါဝါ3တန်ပြန်ထွက်ရမယ်ဒါကြောင့်နည်းပေါင်းတော့4 9ပေါင်းတော့3ဆိုပြီး6ထိတ်အပိုင်လာပြီးထားပါတယ်အဲ့ဒီလိုပဲနောက်ပိတ်6ကိုကျွန်တော်တို့ဆက်ကြည့်မယ်ဘယ်လိုရှားမလဲဆိုတော့အဲ့ဒီက9နောက်ပဲအဲ့ဒီက3နောက်ပိတ်နှလုံးပေါင်းတော့2ပြအဲ့ဒီ9 3နှလုံးပေါင်း2ကြောင့်2ရဲ့နဂတီက3လုံးပေါင်းခြင်းဒီ4တန်ပြန်ထွက်ရမယ်ဒါကြောင့်8ခွန်ပေါင်းတော့9 4တန်ထွက်ဖို့9အပိတ်ပေါင်းပေးရမယ်တကယ်လဲ9နောက်ပိတ်ကြပြီးတော့သူက10ပရိတ်ကိုပဲထပ်ပြီးပေးပြီး69လို့ထွက်ထားတယ်ဒါဆိုရင်လည်းကျွန်တော်တို့7နာရီအတွက်လာပြီတဲ့7နာရီအတွက်ဆိုတော့ကျွန်တော်ထိပ်စီးလေးအရင်ဖမ်းမယ်ထိပ်စီးဖမ်းဖို့အတွက်ခွန်4 8 3လုံးပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီခွန်4 8 3လုံးပေါင်း9လို့ဖြစ်တာနဲ့မနက်ပိုင်းထိပ်စီး3လုံးပေါင်းခြင်းဒီ9ပါဝါ4တန်ပြန်ထွက်ရမယ်တဲ့ဒါကြောင့်9 4ပေါင်းတော့3ဆိုတော့4ဖြစ်ဖို့ဆိုရင်ထိပ်စီးက1ထိပ်ပေါင်းမှာပဲရမယ်ဒါဆိုရင်မနက်ထိပ်စီးလေးက1ပါတဲ့ဟုတ်ပြီဒါဆိုရင်နောက်ပိတ်လေးကိုကျွန်တော်တို့ဆက်ကြည့်မယ်နောက်ပိတ်ဖမ်းဖို့အတွက်ဒီကနောက်ပိတ်နှလုံးပေါင်းခြင်း2ကြောင်းဒီက3လုံးပေါင်းခြင်းဒီနက်ခတ်4ဖြစ်ရမယ်ဟုတ်လားနက်ခတ်4တန်ပြန်ထွက်ရမယ်3လုံးပေါင်းနက်ခတ်4တန်ထွက်ရမယ်ဆိုတော့9 3ညပေါင်းတော့9 3လုံးပေါင်း4ဖြစ်ဖို့နောက်ပိတ်ဒီ9နောက်ပိတ်ထဲမှာပဲရမယ်ဒါဆိုရင်1ထိပ်9နောက်နဲ့1 5ဆိုတဲ့6ပိတ်ကျွန်တော်တို့မနက်ပေးအောင်မလားအဲ့ဒါမှမဟုတ်ပါဝါ4နဲ့ပြန်ပြီး30ဆိုတဲ့ကဏ္ဍပေးမလားဒါမှမဟုတ်နက်ခတ်4နဲ့ပြန်ပြီး13ဆိုတဲ့4ပိတ်ပေးအောင်မလားမိတ်ဆွေတို့ကြိုင်ထိုးပါမကြိုင်ကြော်သွားပါကျွန်တော်ကစေတနာနဲ့ပြပြီးတာဟုတ်ပြီနော်နောက်ထပ်တစ်ဆိုင်သွားမယ်နောက်တစ်ဆိုင်မှာကဘယ်လိုပေးထားလဲဆိုရင်ဒီက54ဆိုတဲ့ကဏ္ဍဒီက9 3လုံးပေါင်းခြင်း4ကြောင်းတဲ့5 4 5 3လုံးပေါင်း4ကြောင်းဒီကခွန်8 4 3လုံးပေါင်းဒီပါဝါ9တန်ထွက်ပေးထားတယ်တဲ့3လုံးပေါင်း4ကိုခွန်8 4 3လုံးပေါင်းခြင်းပါဝါ9တန်ထွက်ပြီး4ထိပ်စီလို့ကြားထားတယ်တဲ့အဲ့ဒီလိုပဲနောက်ပိတ်ကိုလည်းပဲကျွန်တော်ဘယ်လိုဖမ်းလဲဆိုရင်ဒီက4 6နောက်ပိတ်နှလုံး3ညကြောင့်ဒီကကွာ3လုံးပေါင်းခြင်းဒီ3ညနဂတ်ခွန်တန်ပြန်ထွက်ထားတယ်တဲ့ခွန်6ပေါင်းတော့3 3 4ပေါင်းတော့ခွန်ဆိုပြီးတော့အပိတ်4 8ပရိတ်နဲ့44ဆိုတဲ့အပူလေးကိုလပပချပေးထားတယ်အဲ့ဒီတိုင်းပဲဒုတိယပင်မှာ3ည5 3 3လုံးပေါင်းခြင်း8ကြောင့်ဒီက3လုံးပေါင်းခြင်းဒီ8ပါဝါ3တန်ပြန်ထွက်မယ်ဒါကြောင့်8 3ပေါင်းတော့1 3ထွက်ဖို့ရွယ်ထိပ်စီးက2လို့လာမယ်တကယ်လဲ2လို့လာထားတယ်အဲ့ဒီလိုပဲနောက်ပိတ်ကိုဆက်ဖမ်းမယ်4 9နောက်ပိတ်နှလုံး3ကြောင့်ဒီကခွာ3လုံးပေါင်းဒီ3နက်ခတ်5တန်ပြန်ထွက်မယ်ဒါကြောင့်2 6ပေါင်းတော့8 5ဖြစ်အောင်ခွန်နောက်ပိတ်တဲ့ဟုတ်လားအဲ့ဒီမှာ9ပရိတ်ချုပ်နဲ့ပါဝါဆိုပြီးတော့20ခွန်ထွက်ထားတယ်အဲ့ဒီတိုင်းတတိယပင်မနက်ဆက်ကြအောင်မယ်ဆိုရင်ယူလိုက်ကြ9 9 6 3လုံးပေါင်းတော့4ပါ9 9 6 3လုံးပေါင်း4ကြောင့်ဒီက3လုံးပေါင်းဒီပါဝါ9လို့တန်ထွက်ရမယ်4ပါဝါ3လုံးပေါင်း9တန်ထွက်ရမယ်ဆိုတော့9 3ညပေါင်းတော့9ဆိုတော့9တန်ထွက်ဖို့ထိပ်စီးက4လို့ပေါင်းရမယ်ဟုတ်တယ်နော်ဒါဆိုရင်မနက်4ထိပ်အဲ့ဒီလိုပဲနောက်ပိတ်ကိုဆက်ကြည့်မယ်4 8နှလုံးပေါင်း2ကြောင့်ခွန်9နောက်ပိတ်3လုံးပေါင်းရင်နက်ခတ်4တန်ထွက်ရမယ်နှစ်နက်ခတ်3လုံးပေါင်း4တန်ထွက်ရမယ်ဒါဆိုရင်ခွန်9ပေါင်းတော့6ဆိုတော့4တန်ထွက်ဖို့အပိတ်ဒီ8အပိတ်ထည့်ရမယ်ဒါဆိုရင်4ထိပ်စီ8အပိတ်2ပရိတ်တယ်ဗျာဒါမှမဟုတ်4နောက်ပိတ်8ကိုပါဝါလေးယူမလားဒါမှမဟုတ်8ကိုနက်ခတ်လေးယူမလားနော်48 43 41မိတ်ဆွေများအားလုံးပဲကြိုက်တဲ့ရာကိုယူထိုးထိပ်စီလေးရမနက်ဖြန်အတွက်ဆွဲမယ်ဆိုရင်1ထိပ်စီ4ထိပ်စီနောက်တစ်လုံးက2ထိပ်စီเนาะမနက်ဖြန်အတွက်1 4 2ထိပ်စီဖြစ်ပါတယ်အားလုံးပဲကြာရင်ဆွဲမကြာရင်ကြော်သွားကျွန်တော်ကစေတနာနဲ့ပြတာဟုတ်ပြီเนาะဒီကျွန်တော်ပြောတဲ့ဟာကိုမိတ်ဆွေတို့သေချာပေါက်เนาะကျွန်တော်ရှိမှာအဖို့မဝင်နိုင်တဲ့သူတွေကဒါလေးကိုသေချာပေါက်မိတ်ဆွေတို့
လှုပ်ထားပါရပါလိမ့်မယ်ဟုတ်ပြီနော်အဲ့အတွဲလေးကထွက်နေတာဒီတစ်ပတ်လုံးရထားတာပါနော်ဒါကြောင့်ဝိရှင်များအားလုံးပဲတတိမမိတ်လျော့စွာဖြင့်နော်လှုပ်စီခြင်းတယ်ဗျာဟုတ်ပြီအဲ့ဒါနဲ့ပဲကျွန်တော်1-4နှစ်ထိပ်စီးမိတ်ဆွေတို့အပိုင်းဆွဲမယ်ကျွန်တော်မနက်ဖြန်အတွက်ပြောချင်တာတစ်ခုတော့ရှိတယ်မနက်ဖြန်တစ်ကြိမ်ပေါက်ဖို့ကိုတိုင်ကြီးအာမခံပါတယ်နော်မနက်ဖြန်တစ်ကြိမ်ပေါက်ဖို့အာမခံတယ်ဘယ်နှကွက်ထိုးရမလဲဆိုလို့ရှိရင်မနက်3ကွက်ဒေ3ကွက်ညနေဒေ3ကွက်ထိုးယုံနဲ့တစ်ကြိမ်ပေါက်ဖို့ကိုတိုင်ကြီးအာမခံတယ်ယုံမယုံနေဟုတ်ပြီနော်ယူမယ်အဖွဲ့ဝင်ခြင်းနဲ့ဆိုရင်မနက်ဖြန်တရက်စာ2000မှာဖုန်းနံပါတ်လေးချထားတယ်ဟဲ့လိုလိုက်ပါယူပါလို့မပြောဘူးယုံရင်လာယူမယုံရင်မယူနဲ့ဟုတ်ပြီနော်ကဲဒီလောက်ပဲအားလုံးပဲဆင်ပြေကြပါစေဗျာ